မင်္ဂလာပါမျိုးတို့ရေ8ရက်12လနေပြီးတော့12ရက်12လ2025ရက်အတွင်းတပတ်စာမပြောက်ပတ်သည်အခွေ break တွေပေးပါမယ်တပတ်စာမပြောက်ပတ်သည်က9 4 3ညတပတ်စာမပြောက်ပတ်သည်က940အဲ့ဒီမှာ0ကိုတော့ဟူးမကျော်ရွေးချယ်ထားပါတယ်အခွေက3ခွေရတယ်ပေါ့နော်3ခွေရတယ်ကိုအဆင်ပြေတယ်လို့နှစ်သက်ရတစ်ခွေကိုကစားကြပါတစ်ခွေထွက်သွားပြီးမှနောက်တစ်ခွေကစားပေါ့နော်အခွေက890 3လုံးခွေပါ4လုံးအခွေက0168 0168 3168နောက်တစ်ခွေက3850 3850 3853ညအခွေနော် break က3ည break ပါတစ်လုံးနဲ့ break က3ည break ပါနောက်ပြီးတော့အရင်ဘက်ကနန်းနေအားလုံးပြန်ကြအရင်ဘက်ကနန်းပြန်ကြထိုးပါအဲ့ဒါပြန်ကြတစ်မျိုးတည်းကစားပြီးတော့လည်းအမျက်ယူလို့လည်းရပါတယ်break တစ်ခုလည်းကစားပြီးလည်းအမျက်ယူလို့လည်းရပါတယ်အခွေ3ခွေတွေကမိမိနှစ်သက်ရာတစ်ခွေကိုကစားပြီးတော့လည်းအမျက်ယူပါပတ်တီး3ခုတွေကဆိုလည်းတစ်လုံးကိုရွေးချယ်ပတ်ပါရှင်ပြီးတော့ဗုဒ္ဓဘုနေ့တရက်လည်းပေးရပါတယ်အတွက်တတိထားပြီးချိန်ပြီးကစားပေးကြပါလို့မှာချင်ပါတယ်ရှင် like and subscribe လေးပေးကြပါကျေးဇူးတင်ပါတယ်